အလွယ်ကူဆုံးပတ်စံရှာလို့ရတဲ့ဂျပန် TikTok အကောင့်ဖွင့်နေဂျပန် TikTok အကောင့်တစ်ခုကိုဖွင့်နေတဲ့မိတ်ဆွေတွေအတွက်ကိုယ်တိုင်ဖွင့်တတ်သွားအောင်ဝယ်စရာမလိုဘဲနဲ့ဖွင့်တဲ့နည်းလမ်းလေးမျှဝေပေးပါမယ်ဘယ်လိုဖွင့်ရမလဲဆိုရင်တော့မိတ်ဆွေတို့အနေနဲ့အရင်ဦးဆုံးလိုအပ်တာကတော့ကိုယ့်ရဲ့ဖုန်းထဲမှာ TikTok မဖွင့်ရသေးတဲ့ Gmail အကောင့်တစ်ခုပဲလိုအပ်ပါတယ် Gmail အကောင့်ရှိပြီဆိုရင်တော့ဂျပန် TikTok အကောင့်စပြီးတော့ဖွင့်လို့ရပြီဖြစ်ပါတယ်ဒါဆိုရင်ပထမဦးဆုံးကျွန်တော်တို့ TikTok အထက်ကိုဝင်လိုက်ပါမယ်အလောင်းကိုနှိပ်လိုက်ပါစကစ်ကိုနှိပ်လိုက်ပါဒီလိုပေါ်လာရင်ကျွန်တော်တို့အပေါ်လေးကိုတစ်ချက်ဆွဲတင်ပြီးတော့အောက်က profile ဆိုတဲ့ညာဘက်ထောင်ကဒီစာလေးကိုနှိပ်လိုက်ပါကျွန်တော်တို့ကဂျပန် TikTok အကောင့်ဖွင့်နေတာဖြစ်တဲ့အတွက်လက်ရှိကိုနေတဲ့နိုင်ငံလေးကဒီနေရာမှာပေါ်နေပါမယ်လက်ရှိကိုနေတာကထိုင်းဆိုရင်ထိုင်းမြန်မာဆိုရင်မြန်မာမလေးဆိုမလေးပေါ့ဗျာကျွန်တော်လိုချင်တာဂျပန် TikTok အကောင့်ဖြစ်တဲ့အတွက်ဒီနေရာမှာပေါ်နေတဲ့နိုင်ငံလေးကိုတစ်ချက်နှိပ်လိုက်ပါကျွန်တော်ကထိုင်းမှာနေတာဖြစ်တဲ့အတွက်ထိုင်းလို့ပေါ်တာမိတ်ဆွေတို့မလေးတို့ကိုနေတဲ့လက်ရှိနေတဲ့နိုင်ငံကိုပေါ်နေပါလိမ့်မယ်ဒါဆိုရင်တော့ဒီမှာပေါ်နေတဲ့နိုင်ငံနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီမှာတစ်ချက်နှိပ်လို့ပြီးသွားရင်ကျွန်တော်တို့ကအခုလိုချင်တာကဂျပန်အကောင့်ဖြစ်တဲ့အတွက်ဒီနေရာမှာစာရေးပြီးတော့ရှာလိုက်ပါအပေါ်က search bar မှာဂျပန်လို့စာရေးရှာလိုက်ပြီဆိုရင်တော့ဂျပန်ဆိုတာတွေ့ပါလိမ့်မယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါ Okay ဒီနေရာမှာ location ဆိုတဲ့နေရာမှာခုနကပေါ်နေတဲ့နိုင်ငံအစားကိုလိုချင်တဲ့ဂျပန်ဆိုတဲ့နိုင်ငံလေးပေါ်သွားပြီဆိုရင်ကျွန်တော်တို့စပြီးတော့ဖွင့်ဖို့အတွက် continue with Google ဆိုတဲ့စာလေးကိုတစ်ချက်နှိပ်လိုက်ပါကိုယ့်ရဲ့ဖုန်းထဲမှာရှေ့ကပြောခဲ့တဲ့ TikTok အကောင့်မဖွင့်ရသေးတဲ့ Gmail လိုအပ်ပါတယ်အဲ့ဒီ Gmail ကိုရွေးချယ်ပြီးတော့တစ်ချက်နှိပ်ပေးလိုက်ပါဒီလိုပေါ်လာရင်တော့လက်ရှိကိုနေတဲ့ကိုယ့်ရဲ့မွေးနေ့ကိုထည့်ပေးရမှာဖြစ်ပါတယ်ဂျပန် TikTok အကောင့်ကငွေရှာလို့ရတဲ့အကောင့်ဖြစ်ချင်တာဖြစ်တဲ့အတွက်ကိုယ့်ရဲ့အသက်က18မပြည့်သေးဘူးဆိုရင်တော့မှအသက်18ပြည့်အောင်ထည့်ပေးပါဒါမှငွေရှာလို့ရတဲ့ဂျပန် TikTok အကောင့်ဖြစ်မှာပါကိုယ့်ရဲ့အသက်က18ကျော်တဲ့မိတ်ဆွေအနေနဲ့ကတော့ကိုယ့်ရဲ့အသက်အမှန်ထည့်လဲရတယ်18ပြည့်ပြီးရောဆိုပြီးတော့ဖြစ်တယ်လို့ထည့်ခြင်းရင်လည်းထည့်လို့ရပါတယ်ဒါဆိုရင်တော့ကိုယ့်ရဲ့စိတ်ကြိုက်မွေးနေ့ကိုအနည်းဆုံး18ကစပြီးတော့ပေးလိုက်ပါကျွန်တော်ကတော့2000ခုနှစ်ထားလိုက်မယ်18ကျော်သွားအောင်မနော်2000ခုနှစ်ထားလိုက်တယ်ရက်ကိုကတော့ကျွန်တော်4ရက်ပဲထားလိုက်မယ်ရက်ကို4ကိုရွှေ့လိုက်မယ်လကတော့မေထားလိုက်မယ်ကျွန်တော်အနေနဲ့မိတ်ဆွေတို့အနေနဲ့လည်းကိုထားခြင်းတဲ့ရက်ကိုထားလို့ရပါတယ်အသက်ကအနည်းဆုံးရှေ့ကပြောသလိုအသက်18ပြည့်အောင်ထည့်ပေးပါဒါမှပတ်စံရှာလို့ရမှာဖြစ်ပါတယ်ကိုလိုချင်တဲ့မွေးနေ့ကိုရွှေ့လို့ပြီးသွားရင်တော့အောက်က continue ဆိုတဲ့အနီအောင်စာလေးကိုနှိပ်လိုက်ပါဒီလိုပေါ်ရင်ကျွန်တော်တို့အနေနဲ့ TikTok အကောင့်ရဲ့နာမည်ကိုပေးရမှာဖြစ်ပါတယ်ဒီနေရာမှာကိုလိုချင်တဲ့နာမည်ကိုပေးလိုက်ပါဘာနာမည်ကိုအသုံးပြုခြင်းလဲကိုလိုချင်တဲ့နာမည်ကိုထည့်လုပ်ပြီးသွားရင်တော့အောက်ကအနည်းအောင် continue ဆိုတဲ့စာလေးကိုနှိပ်လိုက်ပါ Okay ဒီလိုပြန်ပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ TikTok အကောင့်ရပြီလားဆိုတာကိုကြည့်ဖို့အတွက် profile ဆိုတဲ့ဒီစာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီမှာဆိုရင်တော့ကိုလိုချင်တဲ့နာမည်နဲ့တော့ရသွားပြီကိုဖွင့်ထားတဲ့အကောင့်ကဂျပန် TikTok အကောင့်ဟုတ်လားမဟုတ်လားကိုစစ်ဆေးပါမယ်အပေါ်ကမြင်းချောင်းသုံးခုနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါစစ်ဆေးဖို့အတွက်နေရာနှစ်ခုရှိပါတယ်ပထမတစ်ခုကတော့ TikTok story တွေကသွားစစ်လို့ရတယ်ဒုတိယတစ်ခုကတော့ setting and privacy တွေကစစ်လို့ရပါတယ်နေရာနှစ်ခုလုံးကစစ်ပြပါမယ် setting and privacy ကအရင်စစ်ပါမယ်တစ်ချက်နှိပ်လိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ account ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါမယ် account information ဆိုတဲ့အပေါ်ဆုံးကဒီနေရာကိုနှိပ်လိုက်ပါမယ်account region ဆိုတဲ့ဒီနေရာမှာဂျပန်လို့ပေါ်နေပြီဆိုတော့ကိုဖွင့်လိုက်တဲ့အကောင့်ကဂျပန် TikTok အကောင့်လုံးဝသိကြပါတယ်ဒုတိယတစ်ခုနဲ့ထပ်ပြီးတော့စစ်ပါမယ်မြင်းချောင်းသုံးခုဒီနေရာကိုနှိပ်ပါမယ် TikTok Studio ကိုနှိပ်ပါမယ်ကျွန်တော်တို့အနေနဲ့ဒီမှာဂျပန်စာရီမြင်နေရပြီဆိုရင်ပဲကျွန်တော်တို့ဂျပန် TikTok အကောင့်ဆိုတာသိကြပါတယ်ပို့ပြီးတော့သိကြအောင်လို့ဒီမှာကျွန်တော်တို့ငွေရှာလို့ရတဲ့ Creator Reward Program ဆိုတဲ့ဒီကောင်လေးကိုမြင်ရမှာဖြစ်ပါတယ်